Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာပေါ့နော်ချစ်စရာမင်းသမီးလေးအကြောင်းကိုတိဆက်သွားမှာဖြစ်ပါတယ်အဲဆို let's go သွားလိုက်ကြအောင်ခေါ်ခုခေါ်တော့မလို့နေပဲငါမင်းညလက်တော့တုံးနေအိပ်ပြောတာပဲအကျော်ကြီးဆောက်နေတော့ရောက်ပြီလားမသိပါဘူးကဲငါအရင်ဥဆုံးစပင်းလေးစီးရမယ်ကဲစပင်းလေးစီးလိုက်ပါမယ်စပင်းလေးစီးပြီးတော့ဆိုတော့ကမျက်နှာလေးတေးရမယ်ကဲမျက်နှာလေးတေးလိုက်ပါမယ်လေငါမျက်နှာလေးတပီးသွားပြီဆိုတော့ကဒီနေ့ဆောင်းရည်ဆိုတော့မိုးအေးတယ်မိုးတွေရွာမှာဆိုတော့ကြီးကနေကိမိုင်ထိုးရပါမယ်လေအဲဆိုရင်ငါဝစားလေးလိုက်ရမယ်ငါဝစားလေးလိုက်ပါမယ်လေငါဝစားလေးလိုက်ပြီးသွားပြီဆိုတော့ကအောက်ထက်ကိုသွားပြီမနက်စာလေးစားလိုက်ပါမယ်ကဒီနေ့ငါမင်းညမနက်စာလေးမချက်မီဘူးအပြစ်မှပဲလုံချုံကြီးဦးနဲ့မနက်စာလေးသွားစားမယ်နေစမ်းမအောင်လုံချုံကြီးဦးတောင်ရောက်ပြီလားမသိဘူးသွားကြည့်တာမယ်ရောက်လာပါပြီသူကအော်ဟိုမှာရောက်နေတော့ဦးရေသမီးဘာလို့တော့သမီးလေမနက်စာဟိုသမီးတို့နားလေးရှမ်းခါဆွဆိုင်မှာသွားစားကျင်တော့အဲ့ဒါဦးလေးသမီးကိုလိုက်ပို့လို့ရမလားမသိဘူး။အော်ရပါတယ်။အဲ့ဆိုလေကားသွားယူလိုက်အောင်မယ်နော်။ဟိုသမီးဒီမှာစောင့်နေအောင်နော်။ဟုတ်ကဲ့ပါဦးလေး။သမီးရေကားပေါ်တက်တော့ဦးလေးကားယူပြီးပြီ။အချိန်မရှိဘူးသမီးရေတက်။ကဲသွားမယ်သမီးရေ။ကဲကားတိတ်ချမောင်းရမယ်မနေ့ကမှကားပြင်းထားဆိုတော့ကဲရောက်ပြီသမီးလေးဆင်းဟုတ်ကဲ့ပါလာသမီးလေးလာဆိုင်နေဝင်မနော်မင်္ဂလာပါမတို့ဟုတ်ကဲ့မင်္ဂလာပါဟိုကျမတို့လေဒီဝါလေးတပွဲလားနှစ်ပွဲပြီရှမ်းခါဆွဲနှစ်ပွဲပြီဟုတ်ကဲ့ပါရှင်ကဲမီလီထိုင်းဆောင်လိုက်တော့ဟုတ်ကဲ့ကဲသမီးရေဦးလေးရတော့ပြီးပြီသမီးလည်းပြီးပြီလားပြီးတော့မှရှင်ကဲသမီးလည်းပြီးပြီဦးလေးပတ်စံတွားရှင်းအောင်မယ်သမီးပတ်စံရှင်းအောင်မယ်နော်အေးဝါမဘယ်လောက်ကြာလဲမသိဘူးလက်ကောက်ဆဲတပွဲကို2000ဆိုတော့နှစ်ပွဲဆိုတော့4000ကြာပါရဲ့ရှင်ဟုတ်ကဲ့ရပါဟုတ်ကဲ့အမကျေးဇူးပါနောက်လည်းလာအားပေးပါဟုတ်ကဲ့ပါသမီးရေတွားကြစို့မိုးတွေကြာလာပြီဝါအိမ်ထီးဆောင်ပြန်တော့မယ်သမီးရေဒါမှမင်းကားပေါ်တက်ရမယ်လာမိအင်ကြမှာရေအဝတ်စားလဲပြီးရေချိုးလိုက်တော့နော်ဟုတ်ကဲ့ကဲမြန်သွားမယ်ကားတောင်ရေတွေစိုးနေတော့အမလေးနောက်ပြီးမှဦးလေးကားပြင်လိုက်တော့မယ်နော်ဟုတ်ကဲ့ပါကဲမိုးတွေကအခုကဇက်တိုက်ရွာနေတာမတိတ်သေးဘူးဟာကြောင့်ကဲသမီးလေးလာစမ်းတော့သမီးလေးလာဦးလေးကားကူတော်နဲ့မှာပဲနေမယ်နော်သမီးလေးကဲကားကိုရှေ့ထိုးထားမယ်ကဲသမီးလေးထွက်တော့ဝါအိမ်နဲ့သွားပြီးသွားရေချိုးတော့နော်ဟုတ်ကဲ့ကဲငါရေချိုးပြီးငါဝတ်စားထူလေးဝယ်ရမယ်ချမ်းနာမလေးစောင်းရည်ရောက်ပြီဆိုတော့ကဲဝစားလေးချွတ်ပြီးရေလေးချိုးတော့မယ်ဝစားလေးချွတ်ပြီးတော့ဆိုရေချိုးမယ်လေရေမြန်ချိုးရမယ်ငါရေချိုးနေလိုက်ကြပြီဆိုတော့
ဒီချိုးတာရက်ပြီးငါအဝတ်စားလေးလဲရမယ်ကဲဝတ်စားမြန်သွားလဲရမယ်ငါချမ်းလာပြီကဲဝတ်စားလေးလဲလိုက်ပါဦးမယ်ငါဝတ်စားလေးလဲပြီးတော့ဆိုငါအိတ်တော့မယ်အိတ်လိုက်ပါဦးမလေးခရူခရဗီဒီယိုလေးကတော့ဒီလောက်ပါပဲ channel လေးကို like and follow လေးလုပ်ဖို့မမေ့ပါနဲ့နောက်ထပ်ဘာကားကြီးကြည့်မယ်ဆိုတာဆီယမ်မှာမှန်းခဲ့ပါအားလုံးပဲတတာ